တောတောင်တို့ဤဘယင်ခန့်ညာထေဝါလာတော့ကြားမြကပလာပေါ်ရှိတောရိုင်းတရိဆိုင်များတဲ့တွင်ကြားထိုင်းကားသည်အခန့်ညာဆုံးနှင့်အကြောက်ရွံ့ဆုံးတရဝါတစ်မျိုးဖြစ်ပါတယ်။သူတို့ရဲ့ထူးခြားတဲ့အသွင်အပြင်နဲ့အစွမ်းတတိတွေကြောင့်တောရိုင်းတရိဆိုင်တို့ဤဘယင်လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။၁ကိုခန္ဓာတီဆောက်မှုနဲ့ထူးခြားချက်များကြားများသည်ကြောင်မျိုးရင်းဝင်တရဝါများတဲ့တွင်အကြီးမားဆုံးဖြစ်ကြပါတယ်။စိုက်ဘေးရီးယားကြားတစ်ကောင်ဟာအလေးချိန်ပေါင်600ကျော်အထိရှိနိုင်ပြီးကိုအရှိ10ပေကျော်အထိရှိတတ်ပါတယ်။သူတို့ရဲ့လှပတဲ့လင်မော်ရောင်နှော့ခံပေါ်ကအမဲရောင်အစင်းချောင်းတွေဟာတိုးထဲမှာပုံးကွယ်ဖို့အတွက်အကောင်းဆုံးတဘာဝဖုံးကွယ်မှု camouflage ကိုပေးစွမ်းပါတယ်။ထူးခြားချက်တစ်ခုမှာထိုအစင်းချောင်းများသည့်အရေးခွင်ပေါ်တွင်သာမကအရေးပြားတဲ့အထိပါရှိနေခြင်းဖြစ်ပါတယ်။နှစ်ကျွမ်းကျင်လာတော့အမဲလိုက်သမားများကြားများသည့်အများအားဖြင့်ညဘက်တွင်အမဲလိုက်လေးရှိပါတယ်။သူတို့ရဲ့မျက်လုံးတွေဟာအမှောင်ထဲမှာလူတွေထက်6ဆပိုမြင်နိုင်တဲ့စွမ်းအားရှိပါတယ်။ကြားတစ်ကောင်ဟာတစ်ကြိမ်တန်းနဲ့အသားပေါင်ချိန်60မှ80ခန့်အထိစားသုံးနိုင်ပြီးခြေပြားထောက်ကအတမ်းမထွက်ဘဲသားကောင်ရှိရာကိုချင်းကပ်ရမှာအလွန်ပါးနှံ့ကြပါတယ်။သူတို့ဟာအလွန်တမ်းမားတဲ့မြေးရိုးနဲ့ချွန်ထက်တဲ့အဆွေအူကိုပိုင်ဆိုင်ထားကြပါတယ်။၃ရေနစ်မကင်းသောကြားညာတခြားသောကြောင်မျိုးရင်းဝင်တွေနဲ့မတူတဲ့အချက်ကတော့ကြားတွေဟာရေကူးရတာကိုအလွန်နှစ်သက်ကြတာပါပဲပူအိုက်တဲ့နေ့တွေမှာရေထဲဆင်းပြီးအေးဆေးဆေးအနာယူတတ်သလိုပါးကောင်ကိုဖမ်းဖို့အတွက်ရေမိုင်ပြောင်းမြောက်စွာကိုလည်းဖြတ်ကူးနိုင်ကြရင်အလွန်တော်တဲ့ရေကူးသမားတွေဖြစ်ပါတယ်။စေနေမြေပိုင်သက်နဲ့နေထိုင်မှုစရိုက်ကြားတွေဟာအထီးကျန်စွာနေထိုင်တတ်တဲ့သတ္တဝါတွေဖြစ်ပါတယ်။ချင်းသေးတွေလိုအုပ်စုလိုက်မနေထိုင်ပဲမိမိရဲ့ကိုယ်ပိုင်နယ်မြေကိုသတ်မှတ်ပြီးနေထိုင်လိမ့်ရှိပါတယ်။သူတို့ရဲ့